တခါတလေမှလေအရင်ယူရှင်းတဲ့စာကြောင်းတစ်ကြောင်းမှာပဲအင်မတန်နက်နဲ့တဲ့အထီးပေတွေရှိနေတယ်ပါတယ်ဒီနေ့တော့အဲ့ဒီလိုမျိုးစကားတစ်ခုနဲ့အတွင်းသဘောကိုအတူတူစူးစိုက်ကြည့်ကြအောင် ကဲဒါကတော့ကျွန်တော်တို့ဒီနေ့ဆွေးနွေးမယ့်အထူးအကြောင်းအရာပါပဲကြည့်လိုက်ရင်တော့ရိုးရိုးလေးနော်ဒါပေမဲ့ဒါအဖြစ်တစ်ခုမဟုတ်ပါဘူး fake ခေါ်ချက်တစ်ခု invitation တစ်ခုပေါ့အဲ့ဒီ fake ခေါ်ချက်လေးထဲမှာကိုပဲနည်းနည်းတဲ့မေးခွန်းတွေအများကြီးပါတယ်အဲ့ဒါတွေကိုပဲတစ်ခုချင်းစီအထူတူလေ့လာသွားကြမယ်ဆိုတော့ဒါကဒီစာတစ်ကြောင်းကိုဒီတိုင်းဖတ်ပြတာမျိုးထပ်ပေါ်ပါတယ်ဘယ်လိုပြမလဲจิตตุနီတစ်လုံးကိုအလှလိုက်ခွာကြည့်တယ်လို့ပဲဒီစကလုံးတွေရဲ့နောက်ကအတိတ်ပဲအလှတွေကိုတစ်ခုချင်းစီခွာကြည့်မဲ့ခီးတစ်ခုလိုပါပဲကဲအစင်းသစ်ထရင်အတူတူဆက်လိုက်ကြအောင် ကဲပထမဆုံးအပိုင်းအနေနဲ့ဒီဖိတ်ခေါ်ချက်ရဲ့အစလူတွေဆိုတဲ့စကားလုံးလေးကနေပဲစပြီးအတိအသေးဖော်ကြည့်ကြတာပေါ့ ဟုတ်ပြီဒီဝါကျဲထဲမှာကျွန်တော်တို့ပထမဆုံးစပြီးစမ်းစစ်ကြည့်မှာကလူတွေဆိုတဲ့စကားလုံးပဲကြားလိုက်တော့ရုပ်ရှင်တယ်လို့ထင်ရတယ်နော်ဒါပေမဲ့တကယ်တမ်းကျတော့ဒီစကားလုံးကဘသူတွေကိုရည်ညွှန်းနေတာလဲအဲ့တော့စဉ်းစားကြည့်တယ်လူတွေဆိုတဲ့စကားလုံးတစ်လုံးထဲမှာကိုဘလောက်တောင်ကျယ်ပြန့်တဲ့အဓိပ္ပာယ်တွေပါဝင်နေနိုင်တယ်လေဥပမာလူတူတယောက်ချင်းစီရဲ့အလားကိုစဉ်းစားကြည့်လို့ရတယ်ဟုတ်တယ်မလားသူတို့ရဲ့တယောက်နဲ့တယောက်မတူတဲ့စရိတ်လက္ခဏာတွေသူတို့ရဲ့ဘဝဇာတ်ကြောင်းတွေနောက်ဆုံးသူတို့ဒီကမ္ဘာပေါ်မှာတည်ရှိနေတဲ့ဆိုတာကြီးကိုယ်နိုင်ကကိုအလားတရားတစ်မျိုးပဲလေဒါမှမဟုတ်အလားတရားဆိုတာတယောက်ချင်းစီမှာထက်အဖွဲ့အစည်းတွေထဲမှာပို့ပြီးရှာတွေ့နိုင်တာမျိုးလားဥပမာမိသားစုအတွင်းကတိုင်ရောစင်မျိုးမိတ်ဆွေတွေကြားကခင်မင်မှုမျိုးယဉ်ကျေးမှုတစ်ခုရဲ့စူးစီးညီညွတ်မှုမျိုးအဲ့ဒီထဲမှာကအလားတရားမရှိနိုင်ဘူးလားနောက်ကြီးအမြင်ကိုအကျယ်ဆုံးချက်ကြည့်လိုက်မယ်စင်ကောဟုတ်တယ်လူသားမျိုးနဲ့တစ်ခုလုံးမှာရှိနေတဲ့မွေးရပါအလားတရားအဲ့ဒါကိုတော့ထည့်သွင်းစင်စားလို့ရနိုင်သေးတာပဲကောင်းပြီဒါကလူတွေဆိုတဲ့အပိုင်းပေါ့ကဲဒုတိယပိုင်းကိုဆက်သွားကြရအောင်ဒီတစ်ခါမှာတော့ဒီအချောင်းရရဲ့ဟလုံးသားလို့ပြောလို့ရတဲ့အလားပါဆိုတာကိုစူးစမ်းကြည့်ကြမယ်ဟုတ်ပြီဝါကြလေးကိုပြန်ကြည့်မယ်လူတွေလည်းအလားအပါဆိုတော့အခုကျွန်တော်တို့အာယုံစိုက်မှာကတော်တော်လေးရှုပ်ထွေးနေနေတဲ့အလားပါဆိုတဲ့အယူဆပေါ်မှာပဲအဲ့တော့မေးစရာရှိတာကဒီနေရာမှာပြောနေတဲ့လှတရားကဘလို့လှတရားမျိုးကိုကြီးညွှန်းနေရလေဘာလို့လဲဆိုတော့အလှတရားဆိုတာတစ်မျိုးနဲ့မှမဟုတ်တာရှုထောင်အမျိုးမျိုးကနေကြည့်လို့ရတယ်လေဥပမာရုပ်ပိုင်းဆိုင်ရာအသွင်အပြင်ရဲ့အလှအလားဒါမှမဟုတ်လူတွေရဲ့လှုပ်ဆောင်ချက်ထင်မှာတွေ့ရတဲ့အလှအလားအတွေးခေါ်ရဲ့အရေးအသွေးဒါမှမဟုတ်စိတ်တခွန်အားစသဖြင့်ပေါ့ဒီအချက်တွေကဟလာတရားရဲ့တိကျတဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်တွေတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့လူတွေရဲ့အလှကိုဆွေးနွေးတဲ့အခါဘလို့ရှုထောင့်တွေကနေစဉ်းစားကြည့်နိုင်မလဲဆိုတဲ့ guide post တွေလေးတွေလိုပါပဲကဲအခုဆိုလူတွေကိုလေ့လာပြီးပြီအလားဘကိုလည်းစဉ်းစားပြီးပြီနောက်ဆုံးအပိုင်းအနေနဲ့ဒီ fake ခေါ်ချက်ရဲ့အသက် action verb ဆွေးနွေးခြင်းဆိုတဲ့စကားလုံးရဲ့စွမ်းအားကိုလေ့လာကြည့်ကြရအောင်ဒီဝါကြတစ်ခုလုံးမှာအဓိကအကြဆုံးအချက်ကဆွေးနွေးကြည့်ကြမယ်ဆိုတဲ့အဲ့ဒီတိုက်တွန်းချက်ပဲဒီစကလုံးမပိုင်အရှိကစကလုံးတွေကအသက်မဲ့နေတယ်လို့ပဲဒီစကလုံးကမှဒီဝါကြတစ်ခုလုံးကိုအသက်ဝင်စေတဲ့စွမ်းအားပါဆွေးနွေးခြင်းဆိုတဲ့နေရာမှာဒါကအနိုင်ယူဖို့ငင်းခုန်လာမျိုးကိုဆိုလိုတာမဟုတ်ဘူးနော် debate လုပ်တာမဟုတ်ဘူးဒါကတယောက်ရဲ့အမြင်ကိုတယောက်ကစိတ်ရှည်လက်ရှည်နားထောင်ပြီးအတူတကွနားလည်မှုတစ်ခုတိစောက်တဲ့ process တစ်ခုပါဆိုတော့ဆွေးနွေးမှုတစ်ခုရဲ့လမ်းကြောင်းကဘယ်လိုရှိမလဲကိုရှုထောင့်ကိုမျှဝေမယ်သူများပြောတာကိုလည်းရည်ရွယ်ချက်ရှိရှိနားထောင်မယ်ပြီးတော့တူညီတဲ့အချက်လေးတွေရှာကြည့်မယ်အဲ့ဒီကနေတစ်ဆင့်နှစ်ဦးနှစ်ဖက်နားလည်မှုတွေတိုးပွားလာမယ်မင်းနဲ့ဟောဒါကအဖြေတစ်ခုတည်းကိုအသေးအံရှားနေတာမဟုတ်ဘူးအတူတကွစူးစမ်းရင်းနဲ့ကြီးထွားလာတဲ့ခီးတစ်ခုပဲကဲအခုဆိုရင်ကျွန်တော်လေးလာခဲ့တဲ့အပိုင်း၃ပိုင်းစလုံးကိုပေါင်းစပ်ပြီးတော့ဒီ fake ခေါ်ချက်တစ်ခုလုံးကိုအမြင့်တစ်ခုနဲ့ပြန်ပြီးတော့ရှုမြင်ကြည့်ကြရအောင်ဒီဝါကြလေးကိုနောက်ဆုံးတစ်ချိန်ပြန်ပြီးကြည့်လိုက်ရအောင်လူတွေရဲ့အလှပကိုဆွေးနွေးကြည့်ကြမယ်အခုဆိုရင်တော့ဒီဝါချက်ကိုရင်ကထက်ပို့ပြီးတော့နက်နက်ရှိုင်းရှိုင်းနားလည်မှုအသစ်တွေနဲ့မြင်နိုင်လောက်ပြီးတော့ထင်ပါတယ်ဒါကြောင့်မလို့အဓိကချက်ကဘာလဲဆိုတော့ဒီဝါချက်ဟာအဖြေတစ်ခုကိုတိတိကျကျပြီးနေတာမဟုတ်ဘူးဒါကထီချင်းစိတ်ခေါ်တွေးခေါ်မှုကိုလုံဆော်ပေးတဲ့အစဖြိုးမှု starting point တစ်ခုသာဖြစ်တယ်ပြီးတော့လေဒီနေရာမှာစဉ်းစားစရာအတွေးလေးတစ်ခုရှိသေးတယ်တကယ်အလှရဆိုတာအဖြေတွေထဲမှာရှိနေတာမဟုတ်ပဲအဲ့ဒီအကြောင်းကိုအတူတကွဆွေးနွေးခြင်းဆိုတဲ့ process ဖြစ်စဉ်ကြီးကိုယ်တိုင်မှာပဲရှိနေတာမျိုးတော့မဖြစ်နိုင်ဘူးလားအခုဒီ fake ခေါ်ချက်ကကျွန်တော်တို့အားလုံးစီကိုရောက်လာပါပြီဒီတော့ကျွန်တော်တို့ရဲ့ဆွေးနွေးမှုတွေကိုဘယ်ကနေစတင်ကြမလဲ